ဒီငါနာမည်ကိုသိလားကျမကတော့ဒီငါနာမည်ကိုမြန်မာလိုမခေါ်တတ်ဘူးရှင်ကျမတို့ရခိုင်လိုကြတော့တာကိုငညီနန်းလို့ခေါ်ပါတယ်တချို့ကလည်းငကင်ချိုင်းလို့လည်းခေါ်ဝကြပါတယ်ကိုဒေသအလိုက်ပေါ့နော်အဲ့တော့စရှက်ပါမဲတာတော့ကျမရဲ့ပါဝင်ပစ္စည်းလေးတွေပါကျွတ်သွန်ဖြူကျွတ်သွန်နီပါလေးတင်ထားပေါ့နော်ပြီးငရုတ်သီးအစိမ်းနှရှင်းရှင်းတာလေးတွေထည့်ပါမယ်အရသာတွေကတော့မပါမဖြစ်တဲ့စားနဲ့ဟင်းချုံမုံပေါ့နော်အယောင်အတွက်ကတော့ကျမစနွေးမုံအနေငယ်ထည့်ပါမယ်ကျမတို့ရဲ့ရခိုင်ရှက်နေလေးကအရန်ကိုမှလွယ်ကူရိုးရှင်းပါတယ်အဲ့တော့ရခိုင်ရင်းကြိုက်တယ်ဆိုလို့ရှိရင်တော့အိမ်မှာလွယ်တူကူချက်စားကြည့်ကြပါနော်ရခိုင်ရင်းဆိုတော့စီကမထည့်လေးရတယ်ပေါ့နော်ဒါပေမဲ့ကျမကတော့ဟင်းရှင်ကျမစီလေးနည်းနည်းလောက်ထည့်ရမှာကျမပျော်တယ်ရှင်အဲ့တော့ကျမစီနည်းနည်းလေးပဲထည့်လိုက်ပါတယ်အများကြီးတော့မထည့်တော့ဘူးရှင်တချို့တွေကငပိလေးထည့်စားရပါတယ်ကျမကတော့ငပိမကြိုက်လို့ငပိငါးဟင်းရှင်ငပိမကြိုက်လို့မထည့်တော့ဘူးရှင်ဒါဆိုလို့ရှိရင်တော့စူပတ်လာပါပြီစူပတ်လာပြီဆိုတာနဲ့ငါးလေးချက်သွားပြီဆိုတော့ကျမအရှင်သီးလေးထည့်လိုက်ပါတယ်ဒါဆိုလို့ရှိရင်တော့ရခိုင်ရှက်ငါးဟင်းရှင်ငန်းဆက်လေးရပါပြီရှင်မနေ့ပြန်အတွက်ဘာဝယ်ပြီးတော့ဘာရှက်ရမှလည်းမသိဘူးဆိုလို့ရှိရင်ဒီငါးလေးဝယ်ပြီးတော့ရခိုင်ရှက်လေးသာရှက်ကျွေးလိုက်ပါရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်